ဘော်ကင်းလေးကိုနည်းနည်းလေးအားပြတ်မှုလေးရှိတယ်နောက်မှ combination အနေနဲ့ Ramit ဝင်ရောက်လာပြီမလဲအရင်ချဘောတော့မလွယ်သေးဘူးဗျာအာလီဂိန်းတွေကတော့ UK ရဖို့ခတ်ပါတယ်James Camish ဘိုင်းမှာလည်းနှစ်သိန်းစလုံးကနည်းနည်းလေးကျွန်တော်တို့ပြန်ပြီးတော့ပြန် save ထားရဆိုတဲ့အရာလေးလည်းသွားတွေ့ရတယ်ပေါ့နော်အဲ့တော့ Amlan နေတာကြည့်နေမယ်ဆိုလို့ရှိရင်လည်းဘာမှတော့ကျွန်တော်ပြန်ပါလာတာမျိုးတွေတော့မရှိသေးဘူး James Camish ဘိုင်းမှာလူကွန်သွားမယ်အဲ့ဒါပြင်ကမှ3-4ဖြစ်တဲ့ဆိုတဲ့အခိုက်အတန့်မျိုးတွေမှာတားတဲ့အတင်းရောက်တခါတည်းပဲ HVK ရဖို့တော့ကြိုးစားကြမှာပဲ EA Esports တင်းနေတော့ကျွန်တော် Amlan ဘိုင်း carry တွေမှာဆိုလို့ရှိရင်တော့ Bargain Hunter ကျွန်တော်နှစ်ခုစီပါနေသေးတဲ့အတွက်ကြောင့် item ဘိုင်းဆိုင်ရာကတော့တို့အနေနဲ့ Frosty ထွက်ဖို့တော့များတယ်ဗျာအကျန်တဲ့ Amlan တွေကတော့ကျွန်တော်ပုံမှန် unit ကြ Amlan တွေလို့ပဲပြောရမယ်ဒီထားလေးနေမချက်ဘိုင်းမှာဆိုလို့ရှိရင်လည်း Hater Glue ကနေငယ်တော့မျှတယ်ဗျာ Lady Face တွေအကုန်လုံးကရှင်းလို့ရပြီးသွားတယ်အဆင်ပြေနေသေးတဲ့အတွက်ကြောင့်နှစ်ဖင်းလုံးအနေနဲ့ early game မှာတော့ River control လုပ်ပြီးတော့ mid minion ဝေးရှင်းတာလောက်ပဲလုပ်လို့ရမှာဗျာကျွန်တော်မကြိုင်မှာပေါ်လာမဲ့ first started fight တစ်ခုလောက်ကိုပဲကျွန်တော်ပြန်ကြည့်ရအောင်ပါဟုတ်တယ် Dash Joy တော်တော်လေးကိုကောင်းရတယ်မှာတော့ပါတယ်ဒါတွေကိုပြန်ပြီးတော့ Emery event နဲ့ကာဖို့ဆိုတာစင်ရောတီရောမလားဆိုတော့မျိုးမျိုးတွေကလည်းလာတော့မှာဗျာနော် P7 အနေနဲ့လည်းဒါတစ်ဖက်မှာရှိနေတဲ့ Lucas B Found တွေပါယူသုံးပြီးတော့ပဲတက်တယ်မှာဘယ်လောက်ထိများ flash combo လှလှပလေးသုံးနိုင်မလဲပေါ့မျိုးတွေများရဲ့အဖြေတော့တိတ်မကြခင်သိရမှာပါကဲဒီမှာလည်းကျွန်တော်နောက်ပိုင်းမိနစ်ပိုင်းချားတွေမှာတော့ကိုပြောခဲ့သလိုပဲသူရဲ့ potential တစ်ချက်တော့ပြန်ပြီးတော့စောင့်ကြည့်အောင်မယ်တစ်ဖက်ကတော့ဒါ golden crack မှာ Join နဲ့ရောက်ရလိုက်တယ်ဗျာ main မှာလည်း 3v2 ဆိုတဲ့ situation တစ်ခုတော့ AI Esports နဲ့စတဲ့ဖန်တီးထားရတယ်ပဲသူရဲ့ဒီနည်းနည်းလေး map control ကပြန်သွားထားဖို့ကြိုးစားနေတယ် Ramik ကတော့ရှိမှတခါတည်းပဲ error ခနဲ့သုံးချက်နဲ့ live try ဖို့တော့ရှိနေခဲ့ပါပြီ ဒီမှာ ultimate ပြောင်းသေးဘူးဒီချိန်မှာ man ဒီဝင်လာတုံးဖို့ကြိုးစားနေတယ်ဒါပေမဲ့ပေါ်မှာ join နေတဲ့ back ကို focus ထားရဗျာဘာလဲ down shot ဆိုတော့ glue crack တွေပေးထားသေးတယ်မှာ Ramik တွေကပြန်တောင်းသွားပြီဗျာတနေ့တူပဲ wrap up ကိုပြန်ပြီး train နေခဲ့တဲ့ information ကိုလည်း Harris ကပေးလိုက်ပြီဆိုတော့ဒီတစ်ခေါက် KB ဝါတာနဲ့ပြန်တဲ့ထဲပဲတဲပြီးတော့ပဲ back ကိုသွားစားဖို့တော့လိုလိမ့်မယ်ဒီမှာလည်း B found P7ပြောင်းထားပြီမလဲ wrap up ကိုတော့ပြန်ပြီးတော့ force ဆုံးပါဗျာ1-4-1 တစ်ခုထိတော့ဒါ Falcon Esports အနေနဲ့ပြန်လည်ပြီးတော့သူတို့ဒါနည်းနည်းလေးညီမြောက်လုပ်နိုင်ခဲ့ရဆိုပေမဲ့ AI Esports ရဲ့ front line control band နဲ့အားလေးမှာတော်တော်လေးတည်တာနေပဲဒါမှလည်း crash core တစ်ဖက်က KDS နဲ့ product နဲ့မရသေးဘူးဒါမှလည်း 2v2 နဲ့ average နဲ့ feed ခဲ့ damage ကြမှာ backline the beach ball and release the beast on the PS Ramik ကိုချက်ပြီးတော့အဆုံးသတ်ပြီးထားပါပြီဒီကင်းနှကောင်တစ်ခုတော့ကျွန်တော်တို့ဘက်မှာ AI Esports အနေနဲ့သိမ့်မိုက်သွားနေပြီ orange pack ကိုပြန်ပြီးတော့ရသွားတယ်ဗျာ early game minute တွေမှာလည်းသူတို့တွေဒီ objective fight မှာ Lucas ရဲ့အားသာချက်တစ်ခုကိုသုံးချပြီးတော့ကျွန်တော်ဆိုင်ခဲ့တယ်ဒါအောင်လဲကျွန်တော် Falcon အနေနဲ့ရအောင်ပြန်ရှောင်သွားတဲ့အချိန်မှာပေးဆက်ရတဲ့အရာတွေကနဲ့ပုံပြီးတော့များအဲ့လိုခံစားရတယ်ဗျာဟုတ်တယ် AI အနေနဲ့ကလည်း information ရသွားလဲပါတယ်နောက်မှလည်း AOG သုံးထားပြီမလဲ P7 flick ကတော့ပေးရတယ်ဗျာအဓိကတော့ဒီ rubber side information ကို Harris ကသွားပြီးတော့ယူပေးထားတာအဲဒါကြောင့်မလို့ Tata B မှာ rubber ကိုထပ်ပြီးတော့တိုက်ခဲ့တယ်ပေါ့နော်ဆိုတော့နည်းနည်းလေး silent ganging လေးရတော့ဒီလိုချိန်ဒီမှာတော့ဖြစ်လာနိုင်တယ်ဗျအားလေးကမင်းနဲ့ပိုင်းချားရီမှာတော့ဒါကျွန်တော်တို့ AI Esports ရဲ့ map control band လေးတွေသူတို့သွားနေခဲ့တဲ့ information အပြန်အလှန်ပေးပို့မှုတွေရတော့ဒါနည်းနည်းလေးပို့ပြီးတော့တာရဲဆိုတဲ့အချက်တစ်ခုစပြီးတော့ဥဆောင်ထားတယ်ဗျနည်းနည်းလေးမဟုတ်တော့ဘူး no gap ဒီ 2k ဖြစ်လာရဲဆိုတဲ့အချက်တစ်ခုကြောင့်တော့ Falcon Esports ရဲ့ split push band ကိုလည်းကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်ရမယ်။ Lane match band မှာကျွန်တော်တို့ဒီ batch မှာ Harry vs Granger တို့ Bruno တို့ပြန်တွေ့ရဆိုပေမဲ့ cloud ထွက်လာခဲ့တဲ့ goal လေး match တွေလည်းဒါ Benio ထပ်ပြီးတော့အချိန်ပေးရအောင်မယ်။ဝင်လေပြောရရင်ကျွန်တော်တို့ဒီ chip နဲ့ cloud တွဲထားတဲ့ကျွန်တော်တို့ဒီ combo ဘိုင်းဆိုင်ရာအရာ activate မဖြစ်သေးဘူးလို့ပဲကျွန်တော်ပြောရမှာပဲ။အသက်မဝင်သေးဘူးပေါ့ဗျာ။ objective fight တွေမှာ front liner 3កောင်ပါနေတဲ့ AI Esports တော့ကျွန်တော်ဘာလဲနေကျွန်တော်ရင်ဆိုင်ရပြောရတာရအများကြီး comfort ဖြစ်တယ်ဗျ။ဒီကတော့ပြောမှဆိုလို့ရှိရင် lane control 2 splitter သဘောမျိုးပေါ့နော်။ဒါမှ check ကနေပြီး combination ပြန်စုပေးမယ်ဆိုတော့ဒီညိုဂျိုရဲ့ drop ကစိတ်ဝင်စားဖို့ကောင်းတယ်။တော့ဒီတော့ Ramin အောက်မှာတော့ Nelly တော့သွားပြီး lane ကနေလောက်တဲ့ချိန်တစ်ခုမှာတောက်လျှောက်ပဲ sprayer တွေရဲ့ split တွေထဲမှာသွားပြီး flicker သွားမိနေတယ်တော့တောက်လျှောက်ပဲ over chain နေလိုက်ပြီးတော့ spray တွေ damage တွေကြားထဲမှာ Ramin ပြန်ပြီးတော့လွတ်မြောက်သွားဖို့ရိုင်းလုံးတော်တော်လေးကိုများပါတယ်။တောက်လျှောက်ပဲ glue နဲ့ grab goal လက်ခွာတဲ့ခိုက်တဲ့မျိုးတွေမှာ hater တော်မှာ Kimi ရဲ့ continuous magic damage ကိုကျွန်တော် recharge တွေကိုအရင်မခံစားနိုင်ဘူးဆိုတဲ့အချက်တစ်ခုပြ။အဲ့တော့ကျွန်တော် front line control နဲ့မှာ AI Esports အနေနဲ့ first started တုန်းကအတိုင်းပဲဒီ second started fight တစ်ခုမှလည်းဦးဆောင်သွားမလားဆိုတဲ့အချက်တစ်ခုကပို့ပြီးတော့အလေးသာလာတယ်။ Nash မှာလည်း join နဲ့ Nelly combination နောက်ကျနေကြတဲ့ခိုက်တဲ့တစ်ခုမှာတော့ second started ကို AI Esports ဆက်လက်ရရှိဖို့ကြိုးစားနေခဲ့ပါပြီ။ first started fight မှာ ultimate မရသေးဘူးဗျာကျွန်တော် KH နေတဲ့ဒီတစ်ခေါက် second started fight မှာ level 5ရောက်သွားပြီဆိုတော့ Bingo ပေါက်တဲ့ကနေ flanking တစ်ပေါက်ကိုတော့ကျွန်တော်ကြည့်အောင်မယ်ဒါပေမဲ့အပေါ်ချက်ချင်းတို့ရောက်သွားပြီကဲဒီမှာလည်းတောက်လျှောက်ပဲ elite ပြန်ပြီး follow ကိုကြိုးစား protect တွေကြားထဲမှာကားကောင်းလို့ရောက်လာတယ်ဗျာဒါမှလည်း cloud ကိုကျွတ် damage ပေးလာခဲ့ဆို pre-found တွေကြားထဲမှာ AI တစ်သိန်းလုံးပြန်ဆင်းလာနေနေပဲပွဲချိန်9မိနစ်မှာ final fight saturation တစ်ခုနဲ့အတူတတဲရော hero kit တကောင်ရော AI Esports အနေနဲ့သိမ်းဖိုက်သွားတယ်ဗျာ early game to mid game control ပိုင်းနေမှာတော်တော်လေးက AI Esports အနေနဲ့လှပရဲဆိုတဲ့အရာတစ်ခုကျွန်တော်တို့စပြီးတော့ပြသထားလိုက်တယ်ဗျာတစ်ဖက်မှာလည်း Falcon Esports အနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ silent impact ကအတော်လေးနည်းနေသေးတယ်ရှင်းမပြောခဲ့သလိုပဲ cloud နဲ့ combination လုပ်လို့မရသေးဘူးဆိုတဲ့အချက်တစ်ခုကြောင့်အပြင်မှာ Data Fight ဒီမှာလည်းနောက်ကျနေရဗျာအဲ့တော့ကျွန်တော် overdrive တွေဒီ AI Esports တက်ပို့ပြီးတော့ကောင်းတယ်ဆိုတဲ့ portal တော့သွားပြီးတော့ဖြစ်နေတယ်ဟုတ်တယ်ကျွန်တော်အုပ်လိုက်ကြီးပြန်ပြီးတော့ဆင်းလာခဲ့တဲ့အရာတစ်ခုဒီကြားထဲမှာကျွန်တော် Kimi Town ရဲ့ကိစ္စတစ်ခုလည်းကျွန်တော်တစ်ဖက်မှာပြန်ဖြည့်ရှင်းဖို့ဒါလုံးဝတော့ရမယ်ဗျာဒီကောင်နဲ့သွားဟိုကျွန်တော်ဒီတိုင်းတော့ Ramin အနေနဲ့ပြောရင်ကျွန်တော်ခုနကဘိုင်းမှာကglue ကုန်းပေါက်တွေက Ramin အနေနဲ့အရင်အစီမပြေနေဘူးတော်တော်လေးကျွန်တော် pressure ပြီးနေခဲ့တာဗျာဟုတ်တယ်ကိုလည်းမေးရ first tower ကိုခေါင်းလုံးဝိုင်းပြီးတော့ချိုးနေတယ်ပဲပွဲချိန်9မိနစ်မှာ tower နှလုံးထိချိုးရတယ် join အနေနဲ့တော့ तू က space လိုလာပြီဆိုတော့ dash ကတော့ side မှာပဲ space ကိုထွက်ရှာနေဗျာအဓိက Falcon က131ပုံစံမျိုးစော့ကျင်တယ်တခါလေကြားလို့ရှိရင်တော့ K လာထောက်မယ်ဆိုတဲ့ပုံစံမျိုးဗျာဒါပေမဲ့ဒါကိုအလုပ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအလဲမှာကြံနေခဲ့တဲ့ဒီ try 3ကောင်ကကောင်းကောင်းကြီးတော့
damage taken လုပ်ပြီး attention တောင်းနိုင်မှာပဲတော်ကြမယ်ဗျာနော် လက်ရှိမှာလည်းကျွန်တော်တို့ Falcon Esports front line ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Ramic ရဲ့ hater နဲ့တော်တော်လေးပြဿနာတက်နေရဆိုတဲ့အနေအထားမျိုးလေးကျွန်တော်တို့သွားတွေ့ရတယ်ပေါ့နော် Gloria 2နဲ့ Sensor Passport တွေကိုသွားပြီးတော့ကျွန်တော်ထားနိုင်ခြင်းမရှိသေးသလို estimation လုပ်ခဲ့သလိုပဲ Chip နဲ့ Cloud တို့ရဲ့ commandation တွဲလုံးလေးကလည်းမရသေးဘူးဆိုတော့နောက်ပိုင်းသူတောက်လျှောက် map ဖွင့်တဲ့အခြေအနေမျိုးမှာတော့မှနောက်က follow ရဲ့ damage ကပါမလာဘူးဗျာအဲ့အတွက်ကျွန်တော်တစ်ဖက်က AI Esports front line က hero power တွေနဲ့ hater တွေတော်တော်လေးတို့ရောက်ပြီးတော့ခက်ခဲနေတယ် PS7 Valentina တွေလည်းတစ်ဖက်ကကျွန်တော် Lucas ရဲ့နည်းနည်းလေးဒီ Elite Beast တွေပြန်ရမလားထပ်ပြီးတော့ကြည့်ရအောင်ပဲဗျာ နောက်မှလည်း AOG ပြန်သွားတယ်မှာ 5 piece ထပ်ပြီးတော့နေနေပဲ club တွေကျွတ်တပေးရတယ်ဗျာ ချီ overdrive ဘယ်တော့က damage တွေကြားမှာ dash နဲ့ blood တကောင်ထပ်ပြီးတော့အဆုံးသတ်နေမယ်ဒီခါမှာတော့ 2 man down ထိပါ Falcon Esports ဆက်လက်ပြီးတော့သိမ့်ပိတ်ထားပါသေးတယ် လုံးဝမြင်ကျင်နေခဲ့တဲ့အရာတစ်ခုလို့ပဲပြောရမလားကွန်ဘိုဖေးတစ်ခု chip ရဲ့ overdrive protocol နဲ့လုပ်တဲ့အရာတစ်ခုကအဆင်ပြေသွားပြီးတော့ပဲကင်းတစ်ကောင်ပြန်ပြီးတော့ပိုင်ဆိုင်ထားတယ်ဒီတစ်ကောင်ကျွန်တော်ပြန်ထွက်လာတဲ့အရာဒီနောက်ဆုံးတော့ target 5ဖြစ်တယ်ဗျာရေအိုရေးကြီးရဲ့အရာတစ်ခုဖြစ်တယ် front line တော့3ကောင်လုံးကျွန်တော်ဒီချိန်မှာရမ်းရှိနေသေးတဲ့အရာတစ်ခုမှာ AM ဘက်က front တော့ကန်ရပါသေးတယ် 5/3 saturation တစ်ဖက်ကလည်း Harry နဲ့ ကတော့ကချာရီရဲ့2 man မရှိတဲ့ခက်တဲ့တစ်ခုနောက်မှလည်း Shay လေးတွေကို PS7 ပြန်ပြီးတော့ပေးထားဆဲပဲဆိုပေမဲ့ Kimi ရဲ့ continuous နောက်က damage တွေအောက်မှာဒီ Tata ကိုလည်း PS ထပ်ပြီးတော့သိမ့်ပိတ်ထားနိုင်ခဲ့ပါပြီ အော် community မှာခဲ့ရနော်ကျွန်တော် AI Esports အနေနဲ့ကျွန်တော်ဒီ target 3ချိန်လုံးပါပိုင်ဆိုင်ထားတဲ့အရာတစ်ခုဗျာဒီအတွက်ကြောင့် level 8 ပိုင်ဆိုင်အောင်မှာအများကြီးပို့ပြီးတော့ကျွန်တော်တို့ဒါအားပို့တာတယ် elite နဲ့ fair ပြီးသွားပြီဆိုတော့ဒီတိုင်းဆိုရင် identical ပြီးသွားဖို့တော့များတယ်ဒီနောက်ကြာရင်မှာဖြစ်လာမယ့် battle fight တွေမှာတော့ elite ကိုယ်တိုင် online ဖြစ်လာပြီးတော့ magic power damage တွေ live ပေးဖို့ကြာရင်လုံးတော့များတယ်ဗျာ အဓိကတော့ကျွန်တော် early game မှာ hater အနေနဲ့အသင်းအတွက် damage taken တွေလုပ်ပြီးတော့ tension တွေတောင်းပေးလိမ့်မယ်ဒီလိုထွက်လာတဲ့ speed တွေကို cloud အနေနဲ့ကောင်းကောင်းကြီး item လိုက်ရှာမယ်ဆိုတော့ပိုင်းခြားလေးရရှိရဗျာဒီတစ်ခေါက်ပေါ်လာမယ့် first law မတိုင်ခင်မှာเนาะကျွန်တော်ထပ်ပြီးတော့ protocol နဲ့တစ်ခုနဲ့တူပဲ game တစ်ခုကိုတွေ့ရနိုင်မလားဒါပေမဲ့တေရတာတော့ elite အနေနဲ့ခုနလိုမျိုး site lane အဝေးကြီးတွေမှာသွားပြီးတော့ family view ဆိုတော့အရင်တော့မလွယ်တော့ဘူးဗျာ ဟုတ်တယ် overdrive တွေကျွန်တော်တို့ protocol တွေနဲ့အချိန်မီရေးပြန်ပြီးတော့ရောက်လာနိုင်ရရှိတယ်ဆိုတဲ့ chat တစ်ခုကြောင့်တော့ AI Esports အနေနဲ့ဒီ chat ကိုတော့မဖြစ်မနေပြန်ပြီးတော့သတိထားရမယ်ဗျာ Ramic လာပြီးတော့နောက်ပိုင်း making bait အပိုင်းတွေကိုလည်းသူတို့သွားပြီးတော့မျောလို့မရဘူးမျောတာနဲ့ Fabify အချိန်မီရေးလာနိုင်တယ်ဆိုတဲ့ chat တစ်ခုကြောင့်တော့ Falcon Esports ရဲ့ protocol တွေကိုပြန်ပြီးတော့ကြည့်ရမယ်ဗျာအောက်မှာလည်း 2 man backup လောက်ထိပြီးတော့ Elite ရဲ့ Harry Bay မှာဆက်ပြီးတော့ရှိနေခဲ့ပါ ဟုတ်တ ပြီ ယ်နော် back လေးနဲ့သွားမှပဲရမယ်အချိန်မီကကျွန်တော်တို့ဒီအသေးမလားကျွန်တော်တို့ဒီ overdrive တွေ protocol နဲ့တင်နေအမြဲလာလို့ရတယ်အဲ့တော့ကျွန်တော် online delay နဲ့ကျွန်တော် upload လေးနဲ့ထပ်ပြီးတော့ကျွန်တော်တို့ဒါ trade သွားဖို့တော့များတယ်ဗျာ carry နှစ်ကောင်ဖြစ်နေတဲ့အတွက်ကြောင့်အဲ့ carry တွေတော့လုံးဝ save ပေးဖို့တော့လိုအပ်တယ်လက်ရှိချိန် item အနေထားမှာဆိုလို့ရှိရင်လေ Kimi နဲ့ concentrated energy နဲ့ glowing ဝင်ပြီးွားရင်မှာ continuous damage ဘိုင်းမှာတော့ကျွန်တော်တော်တော်ကြီးပေးလို့ကောင်းသွားပြီလို့ပြောရမယ် ဟုတ်တယ်အောက်မှာလည်းတောက်လျှောက်ပဲ chip နဲ့ဝင်တော့ဝင်လိုက်ဗျာ embrace ပဲသွားပြီးထိနေပုံပဲအဲ့တော့ cannon တွေပြရမှာ flash combo brother ကြီးကတက်ကွဲထားသေးရဗျာ နောက်က back line နောက်က damage ကြားမှာတစ်ဖက်ကလည်း challenge ခဲ့ PS က 4v1 တစ်ဖက်က beast ကို dash တော့နေတာ Harry ကလည်း dash ဒီအမှာ flash combo နောက်က beast ဒီ Elite beast ဒီအမှာ Elite snap dash က PS7 နဲ့ PS ကိုပြန်အဆုံးသတ်ပေးခဲ့မယ်နောက်က dash ဒီအမှာတော့နောက်တစ်ခါ glue ကုန်းခွာထားတယ်မှာတစ်ဖက်ကလည်း oh my god ပြန်ပြီးတော့ရောက်ရှိလို့လာကြတယ် Elite နဲ့တောက်လျှောက်လိုက်ပြီးတော့အဆုံးသတ်ပေးခဲ့ damage အမှာ Ryan Make ထပ်ပြီးတော့ကျသွားခဲ့ပါပြီ 342 trade time နဲ့ PH7 ကျွန်တော်ကောင်ကြားထဲမှာတော့ကျွန်တော်လွတ်မြောက်ဖို့အတွက်ကြိုးစားနေသေးဗျာဒါပေမဲ့ continuous damage တွေပါနေတဲ့အချိန်တွေမှာတော့ PH7 လေးအရှင်းတော့ကန်လိုက်ရရင်လည်းပဲကျွန်တော်ဒီတစ်ကောင်မှာနောက်အပိုင်းရောကျွန်တော် K ပိုင်းဆိုင်ရာမှာပါ AI Esports ကျွန်တော်ဆက်လက်ဦးဆောင်သွားခဲ့တာပဲဖြစ်ပါတယ် ဟုတ်ပါတယ်တောက်လျှောက်ဆိုသလိုပဲ AI Esports တင်အောင်ကံကံလို့စူးစမ်းခဲ့တဲ့ KA အနေနဲ့ကတော့သူတစ်ခါတော့လုံးခဲ့နိုင်တယ်ဒါပေမဲ့နောက်တစ်ခါ try တဲ့အချိန်မှာတော့လုံးဝပဲ AI ဘက်ကနေပြီးတော့ဒီအဘေကိုပေါက်တွေထဲမှာသွားဆောင်နေအောင်တွေ့ရတယ်ဗျာဒါဒီတော်လေးကို energy များတဲ့အချက်တစ်ခုပဲဒီအချိန်မှာတော့လောက်စားပြီးတော့ပဲ AI try တော့ try နေတယ်တကယ်လို့ dash ရှင်နဲ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့လာလို့ရပြီမလဲ first loss ဆိုတော့လဲ skip ဖို့တော့များမယ်လို့ပြောပါတယ် နောက်တဲ့ post lane မှာလည်း cloud နဲ့သူရဲ့ second tower လေးကိုပြန်ပြီးတော့ map control ရရှိထားဖို့တော့ကြိုးစားနေဗျာ early game control ဘိုင်းတွေမှာလည်းသူရဲ့ objective fight တွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ AI Esports အနေနဲ့ front line power တော်တော်လေးတာရဲဆိုတဲ့ chat တစ်ခုကြောင့်ပဲ objective တွေမှာတော်တော်လေးရခဲ့တယ်လက်ရှိမှာလည်း first lot ပေါ်လာတဲ့အချိန်ဒီသူတို့အနေနဲ့ဆက်လက်ပြီးတော့ objective fight တွေကိုထပ်ပြီးတော့ဦးဆောင်ထားစေပါမယ်ဒါပေမဲ့လည်းပဲအကယ်၍ 5/5 ဆိုတဲ့ team composition ကိုတော့ Falcon Esports အနေနဲ့ဒီထက်ပိုကောင်းအောင်စီမံနိုင်ခဲ့မယ် cloud impact လည်းပိုများလာခဲ့မယ်ဆိုလို့ရှိရင်တော့တမျိုးတစ်ပုံများဖြစ်သွားမလားဘူး ဒီကကျွန်တော်အရှင်းမှာ baiting လုပ်ပြီးတော့နောက်ကနေ flank မှာပဲရမှာဗျာမဟုတ်ရင်ကျွန်တော်ဒီ 5v5 face to face တွေကြာရင် AI အရန်တာတယ်ပေါ့နော် front liner 3ကောင်နဲ့နောက်မှာ time spray လို့ရနေတဲ့ကိစ္စတွေမှာအများကြီးပိုပြီးအားသာချက်ရှိတယ်ဒီအတွက်ကြောင့်ဝယ် Falcon ထုတ်လာတဲ့အနေထားမှာ splitter တွေပါတယ်ဗျာရှင်းလိုမျိုးရရပါလို့ကျွန်တော် cloud တို့ပါလည်းပါတယ် laning phase တိုင်းမှာသူတို့ management လုပ်ပြီးတော့ flanking လုပ်နိုင်မယ်ဆိုရင်တော့ Falcon နေနဲ့အများကြီးတစ်မျိုးတစ်ပုံတော့ပြောင်းလဲသွားမယ်နေဒါပေမဲ့ဒီတစ်ခေါက်ထွက်လာမယ့် objective ကျွန်တော်ဒါ advantages ဘိုင်းဆိုင်ရာမှာတော့ AI Esports တွေနဲ့အများကြီးရရှိသွားပြီးတော့ back control ဘိုင်းဆိုင်ရာမှာပါသူတို့နေပြန်ပြီးတော့ဥတည်လာတော့မှာဗျာ အောင်လဲလို့တော့ dash ရှင်နဲ့ပြတ်ပြီးတော့ရှင်းနေခဲ့သလိုပေါ်မှာလဲ cloud အနေနဲ့သွားပြီးတော့တွန်းမဲ့ပြုတ်မဲ့ဆိုတဲ့အခြေအနေမျိုးရှိတယ် splitter ပါလာတဲ့ရွေးချက်ကတော့ဒါပဲလို့ပြောနေတဲ့ကြားမှာ Ramit တကောင် protect မှာပြန်ကြတယ်ဗျာ ဒါပေမဲ့ PS7 ရဲ့ double shade damage တော့ auto rage ကိုတစ်ဖက်ကလည်း Elite နဲ့ပြန်လဲပြီးတော့ forward သွားရတယ်ပဲဒီ low vanish ကိုတော့ Falcon Esports ပြန်ပြီးတော့ထင်းထင်းထားနိုင်ခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ AI အနေနဲ့ mega lane pressure ပါကြထပ်ပြီးတော့ရလိုက်မယ်ဆိုရင်တော့ပိုကောင်းတဲ့အနေအထားမျိုးလို့တော့ပြောရမယ်ဒါပေမဲ့ first blood impact တစ်ခုကိုတော့ Falcon Esports ကောင်းကောင်းပြန်ပြီးတော့ထိန်းသိမ်းသွားခဲ့ပါပြီ Depth နေတော့ကျွန်တော် laning phase ကတော့ကြောင်းသွားခဲ့တယ်ပေါ့နော်ကျွန်တော် black win တွေပါပြီးတော့သူ့အနေနဲ့ကျွန်တော်ပြီးလာခဲ့တဲ့အရာတစ်ခုတော့တွေ့ရမယ်ဗျာသူရဲ့ကျွန်တော်ဒီ B dance ကကိစ္စတွေက baline ထိတိုးပေးမှတော့ရမှာပေါ့နော်အရာအလုံးကကျွန်တော် chip ရဲ့ဒီအဆောင်ဆိုရင်ပဲလေကျွန်တော်နောက်ချိန်တစ်ခါကြားအရာတွေပါသွားပြီးစဉ်း
စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လေအရှိမပေးပြီးတော့အနောက်ကနေဝင် dive လို့ရတဲ့အရာရှိတယ်ဗျာတခါလေကြာရင်လေကျွန်တော်ဒီချစ်ပြအကူကြီးမယူဘဲနဲ့သွားမယ်ဆိုလို့ရှိရင်လေကျွန်တော် final နိုင်တယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့သွားမယ် decision making နဲ့ strategy ကိုပဲကျွန်တော်တို့ဒါစောင့်ကြည့်ရမှာဗျာ အဓိက Hera ရဲ့ impact လေကင်းမရောက်ခင်မှာကြာလာနိုင်တယ်အခု053ဖြစ်နေရပါတော့သူရဲ့ item ဆိုင်ရာနောက်ကျမှုနည်းနည်းလေး ram အနေနဲ့များလာလိမ့်မယ်ဗျာအဲ့မတိုင်ခင်မှာ cloud အနေနဲ့ကောင်းကောင်းကြီး famine ယူနိုင်မှပဲအဆင်ပြေလိမ့်မယ်ဗျာတကယ်လို့ဒါ cloud အနေနဲ့ famine space တွေကိုလုံးလုံးဆောင်ယူနိုင်ဆိုလို့ရှိရင်နောက်ပိုင်း minute တွေမှာ damage PR output တွေကကွာဝါးလိမ့်မယ်အခုလဲ ram အနေနဲ့တော်တော်လေးကိုတော့ပြောမှဆိုလို့ရှိရင် attention ပေးရတာမှာ short cap တွေစပြီးတော့ corner နေပဲ block ကိုလိုက်ချခြင်းမလဲမတန်ဦးပြစ်နေဆိုတော့ပြန်ပတ်ရအောင်ပဲဗျာ Overdrive မှာ flash combo နဲ့ and the beast in the backline control PS တော့တဲ့ AOG backline kids in the flick ထပ်ပေးထားတဲ့ character တခုမှာသူရဲ့ gang တခုကတော့ Falcon Esport ပြီးဆုံးလို့သွားခဲ့ပါပြီ ချက်ချင်းဆိုလို့ response တွေလုပ်ခဲ့တယ်အောက်မှာ Ryan မြစ်သွားပြီးတော့ကြောင်းနေခဲ့ပြီဗျာကျွန်တော်ရှင်းမှာပြောခဲ့လို့ပဲเนาะကျွန်တော် supply တွေလုပ်ခဲ့တယ်ဒါပေမဲ့ခုနကတော့ Team 5မှာပေးလိုက်ရတဲ့ flicker တွေဖြစ်တယ်ဗျာ120 second cooldown ဖြစ်တယ် ultimate cooldown တွေထက်တောင်ပို့ပြီးတော့ကြာတယ်ဗျာဒီ flicker cooldown ဟုတ်တယ်ဒါဒီ law ပေါ်ဖို့အတွက် second 20ကျော်ပဲလိုတဲ့အချိန်မှာ flicker cooldown 90ဖြစ်နေတယ်ကလောက် purify မသုံးမဲ့ flicker 3လာတော့ကြောင့် button မှာ placement ပြတ်ခွဲမယ်ဆို and တော်လေးကိုများနေရင်လည်းပဲဒီတစ်ခေါက် second law ကိုရော Falcon ဝင်ပြီးတော့လှုပ်နိုင်မလားဒါမှမဟုတ်ရှင် AN ကရောလောက်ရင်ကေးမလား button ရင်ဆိုင်မလားဆိုတော့ကြည့်ရပါမယ် National Falcon Esport ရဲ့ကျွန်တော်တို့ competition ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Hater အနေနဲ့ map open ပြီးတော့နောက်က join ရဲ့ beast တွေ Elevate beast တွေပါလာမယ် retribution နဲ့ပြန်ပြီးတော့အဲ့လိုမျိုး retribution တခုကို PNC ကနေကျွန်တော်တို့ပြန်သွားကြမယ်ဆိုတာမျိုးတော့ပဲမျှော်လင့်လို့ရလို့ပြောရလိမ့်မယ်ချစ်ရဲ့ overdrive တွေ crash core တွေရလာမယ်ဆိုလို့ရှိရင်တော့ backline နဲ့ Elita ကိုသူတို့အတွက်ဖြတ်ဖို့တော့မဖြစ်မနေကြိုးစားရမယ်ဗျာအကယ်၍ Elita အနေနဲ့လုံးဝ survive ဖြစ်နေကြမယ်ဆိုလို့ရှိရင်တော့ Falcon Esport တက်တာမှာတော့မဟုတ်ဘူး ခုလောတယ်လောဆာရာကတန်စီနေတော့ပြန်လှုပ်ထားတယ်ကျွန်တော်ရှေ့မှာလည်းကျွန်တော်ပြန်ကြားလို့ဘေးကောပေါ်တဲ့နေပြန်ပြီးတော့ထွက်လာတယ်ဗျာကိရိတ်နေတယ် ဟုတ်တယ်ဒီမှာလည်းတောက်နောက်မှာတောက်ရှော့မှာ border connect ပေးထားခဲ့တဲ့ခြေတစ်ခုမှာ Crodash တွေနောက်မှာပေးနေတယ် PS တွေနဲ့လောက်ပြန်ရတယ်ဗျာဒါပေမဲ့ထဲမှာလည်း cloud နေတာပေါ်လောက်သွားပြီးတော့ Mega Tower ကိုသွားပြီးတော့တွန်းနေနေပဲ Mega Tower တော့မရရှိခဲ့ဘူးဒါပေမဲ့ဒီတစ်ခေါက်မှာတော့လောကိုတော့ရယူသွားနိုင်ခဲ့တဲ့ AI Esport တင်တခါတည်းပဲကျွန်တော် Mega Tower တွေ try မှာကြည့်ရမယ်ဗျာ နှစ်စလုံးက 5vs5 competition ကိုပို့ပြီးတော့ဦးစားပေးတယ်ဆိုတာမျိုးတွေကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဗတ်တွေကနည်းနည်းလေးနဲ့ချမ်းခွဲသွားတယ်ဆိုတဲ့အချက်ကလေးလည်းဆက်ပြီးတော့တွေးလိုက်ရတယ်ဗျာအဓိကတော့ Oma Genia backline control တခု Falcon Esport ကသူတို့ရဲ့ protect နဲ့လိုချင်ခဲ့တာဒါပေမဲ့လည်း AI ရဲ့ဒီချက်ကိုပနဲ့ကိုင်ပြီးတော့တွားရနေပဲ low advantage တဲ့အတူထပ်ပြီးတော့တက်လာခဲ့ပါပြီ GM ကျွန်တော် flicker တစ်ပေါက်ကတော့တကယ်ကိုကောင်းတဲ့ SK တစ်ပေါက်လို့ပဲပြောရမယ်ဒါပေမဲ့ဒီ law နဲ့ဆိုရင်တော့ Mega Lane ခွင့်ယူဖို့အတွက်ကရန်တော့အရင်အောင်များတယ်ဗျာ ဒါမှလည်း flash combo တောက်ရှော့လည်း Crodash တွေပြန်သုံးနေတယ်ဗျ Ram တစ်ကောင်ပြန်ကြတယ်ဗျာဟုတ်ကြမှာ Alita တောက်ရှော့ကိုသုံးသက်ပေးနေတယ်ဗျ 2 man down တပေါ် dash flash combo လည်းပြန်ပြီးကာလာသေးတယ်ဗျာ Link the base and the flash combo တပတ်ကဖေးလိုက်တဲ့ long range damage တွေအောက်မှာနောက်ကျန်နေခဲ့တဲ့ second mega layer မှာ AI Esport တောက်ရှော့သူတို့ထပ်ရောက်ဖို့တော့ကြိုးစားနေဗျာ 3vs5 situation မှာတပတ်ကလည်း Kid Ace Benny dash ကဘာမှမလုပ်ကြည့်တော့ပါလိုက်တဲ့ damage တွေကျွန်တော်တို့ flash combo cloud wave တွေပြန်ခွဲခဲ့ Crystal Crow နောက်က Oma Genie ရိုက်ခွဲနေခဲ့ Benny နဲ့ shut down ခဲ့ Careless Free ပြန် on ခဲ့မယ် game number 1ကိုတော့ AI Esport စတင်ပြီးတော့ဦးဆောင်